ကျမဘဝမှာချင်းကောင်လေးချောတာတခါမှမတွေ့ဘူးဆိုတဲ့စကားကိုဒီနေ့ပြန်ရုပ်သိမ်းတဲ့ဟုတ်တော့ဗျာဘာဖြစ်လို့လဲဆိုတော့ကျမအရန်သဘောကျတဲ့ချင်းကောင်လေးတယောက်ရှိတော့ကျမမေ့သွားတယ်ဟေးမိမဖြစ်ပြီးထမင်းမချက်တတ်ဘူးတဲ့ဟုတ်တယ်ဟုတ်တယ်ကောင်လေးတွေကလည်းစီလုံးချက်ပဲနော်ကျမတော့ဂီတာတီးပြီးတချစ်ဆိုတက်တဲ့တယောက်ကြိုက်တယ်ဆိုရင်မှမလေးချင်းပြည်နယ်ကအချောစိုးတယောက်နဲ့ချိတ်ဆက်ထားပေးတယ်ဝိုးအဲ့နဲ့အော်တော်ပါပြီနည်းနည်းလေးချောတာလေးရှာပေးပါဆိုတော့3ယောက်တောင်မှပြန်ချိတ်ဆက်ပေးတယ်ဟေး USA ကတော့မလေးရှားကတော့ Hello baby I miss you US မလေးရှားကတော့မိတ်ဆက်ပြီးပြီတဲ့ဘယ်သူတွေဆိုတာရှူလိုက်ကြအောင်နော် USA ကကောင်းလေးတောင်းနေပေါ့နော် USA ကကျွန်တော်တို့ဒါငိုက်ဆိုတဲ့လူပြိုလူလေးပေါ့နော်ချိုးပါတယ်ဒါနဲ့တချင်လဲဆူတတ်တယ်ဒီလိုကြည့်ကြလဲဆယ်လီအဘိလမကြိုက်တာလဲပြင်ရှင်းစားပါဦးမပြင်ရှင်းစားပါဒီတော့ထပ်ပြမယ်နော်ခုကြတော့ तू ကမလေးရှားsorry တူလဲသူဟာသူနဲ့ချောပါတယ်အမသူဟာသူနဲ့ချောပါတယ်ရွေးလိုက်ပါသူနာမည်ကျတော့ဒေါက်တာမုံလို့ခေါ်ရပါတော့နောက်တစ်ယောက်ကျတော့ USA ရပဲဒါပေမဲ့ तू ကတော့နည်းနည်းပေါက်ဆိုးတယ်ပေါ့နော်ဆိုးတယ်ဖြစ်ပါတယ်这龙当给这等这个路对不对？那后来就哪种哪关水这个不说就过门这路对不对？တမျိုးပေါ့နာညီခံနိုင်ရင်တော့အမှာတဘောပဲခုနများတော့ပူမော့ဆက်ပါပေါ့နော်ဆိုတော့အဲ့ဒါမျိုးကြောက်သူများအဲ့ဒါသူတော့မကြိုက်ရင်လည်းတချားလဲအများကြီးကြံပါသေးတယ်အမစိတ်မပိုးနဲ့စိတ်မပိုးနဲ့ဒါပေမဲ့သူတို့လည်းချောပါတယ်ပြန်ရှင်းစားကြည့်စီချင်းတယ်နော်ကျေးဇူးပဲကျမတို့သဘောမကျဘူးခုကျမသဘောကျတဲ့သူတယောက်တွေ့ထားပြီဆိုတော့အရင်ကလိုပဲရှင်တို့ကျမကိုချိတ်ဆက်ပေးရမယ်ဒီတယောက်နဲ့တော့နော်ကျမဆက်ကိုစောင့်နေမယ်သူ့ကိုကြည့်ရတာတော့ဘာသာတရားနဲ့ကိုင်းဆိုင်နဲ့ထင်တယ်ဝေါပြီးရင်စကားပြောတာလဲရင်ကြီးတိမ်မွေ့တယ်ကွာပြီးရင်ခွန်အားဗလာနဲ့လည်းပြည့်စုံတယ်ကျွန်တော်ဖြတ်ဒါပေမဲ့ကျမသူ့ကိုချစ်တာမဟုတ်ဘူးနော်ကြိုက်တာမဟုတ်ဘူးသဘောကျတာโอ้ချစ်တာမဟုတ်ဘူးကြိုက်တာမဟုတ်ဘူးသဘောကျတာတဲ့ကဲပြန်ပြန်ချင်းလူမျိုးတွေရဲ့ဘယ်လိုပြောမလဲဟီးရိုးတယောက်လို့မြင်တယ်ပေါ့နော်သူကတော့မိုးဟေကိုတော့ကြိုက်တယ်လို့တော့ပြောတာပဲအဲ့ဒါတကယ်လားမိုးဟေကိုအမားလားတော့မသိဘူးဒါပေမဲ့ကျမတို့သူ့ကိုသဘောကျတယ်ဂျော်ရှူအာပဲဂျော်တေးကွေးပြီကျွန်တော်တေးကွေးပြီကွာအမကျွန်တော်အုတ်ထင်နေတာကဲဇောဆောဖာစိတ်ရဲတဲ့ဖြစ်နေပါမလားဇောဆောဘာနာမိုးဟေကိုနဲ့ဝါဖိဇလန်စီဘီတင်နိုအမဇောဆောဖာတော့မဖြစ်နေဘူးတဘောကြတာပဲဒါပေမဲ့စင်ပီမှာမဟုတ်ဘူးတချာတကက်ချင်းလူမျိုးလူချင်းနေဆိုတော့တချာရွေးလိုက်စီချင်းတယ်ပေါ့နော်ကဲဇောဆောဖာနာပဲတူလဲဆိုတာရှူလိုက်ကြအောင်သူကတော့ MMA ဟိုပါနဲ့ဆက်ပြရမယ်နော်ဗီဒီယိုတွေဆက်တာတွေပါကဲလုံးလိုက်တော့သူကတော့ဇောဆောဖာနာတော့ MMAကဘာအချမ်ပီယံကောဖဲလ်ပူမာအင်အယ်နာဖိုင်ဂျင်းကမြန်မာကန်ချင်းကိမာနီဇောဖာတစင်းအတငါဖိုင်မီကောဖဲလ်နာမီရှက်လာမီလာချမ်ပီယံကန်နိုင်အန်ယတ်ဆွာရမ်တက်ဆရီချိုကဲဆက်လက်ကြည့်အောင်နော်ဇောဆောဖာနော်သူမရှိမဖြစ်နေဘူးနော်အတဒင်းရှိတယ်တဒင်းနာထုံရအောင်နော်ကဘာကျော် MMA လက်ဝဲသမားလေးဂျိုရှူအာဘန်နဲ့အကြီးကျယ်ဆုံးမင်္ဂလာပွဲကိုဆင်နွှဲတော့မဲ့မင်းသမီးမိုဟီကုံအပြိုကြီးမမတယောက်ကြားတယ်နော်အစိုးရဖန်တော့မဖြစ်နေဘူးထင်တယ်တဘောချီအရာပဲတခြားတကက်ချင်းလိုမျိုးချင်းကောင်လေးချင်းလူချင်းတဲ့ဆိုတော့လေတခြားဆွေးချင်းတယ်ပေါ့နော်ကျွန်တော်တော့လည်းကြံတည်တယ်ဆိုတော့လေကဲတခြားလူချောလေးလည်းမြေချင်တည်တယ်ကျွန်တော်တကက်လူချင်းတယ်ဆိုတော့ကျွန်တော်မိတ်ဆက်ပေးလို့ရပါတယ်နော်ဒီကူကလာမယ့်2025ခုနှစ်မှာချစ်သူလေးနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်တော့မှာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာချမ်းသာဆုံးမင်းသမီးရဲ့အချစ်ကိုပိုင်ဆိုင်ခွင့်ရသွားသူကတော့အမေရိကန်နိုင်ငံကချင်းတိုင်းရင်းသားလေး MMA fighter ဂျိုရှူအာဘန်ပဲဖြစ်ပါတယ်ဂျိုရှူโอเค
ใส่บาเลยตะโบจ่าเด็กว่าชินลูมิวไกมานี่โซฟาเตสิงห์จังMMA fighter คอเวลปุ่มจอชัววันเฮียนินมูเฮก็เมียนมาร์โมเดลซิงห์เฮาซาเบอร์โมตัวจูเงี้ยเนี่ยตะโบจ่าโมให้ดูเดียวที่เมงโมให้อามาอมดานดูจูตุนอาเรมเมล่ะที่เวลคาซอยนี่ล้อมปุยเรมပန်ဆူရာကမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ချင်းတိုင်းသားလေးဖြစ်ပြီးတော့ကမ္ဘာအကြီးဆုံး MMA ပြိုင်တဲ့ UFC ပြိုင်ပွဲမှာကမ္ဘာကျော်ကစားသမားဖြစ်နေပါတယ်။မိုးရီကိုနဲ့ဂျိုရှူအာဘန်တို့ရဲ့ဇလန်အစာကတော့အင်တာဗျူးတစ်ခုမှာပါအဆိုပါအင်တာဗျူးထဲမှာမြန်မာနိုင်ငံမှာဘန်အကြိုက်ဆုံးမင်းသမီးတယောက်ကိုမေးချိန်မှာတော့ဘန်ကကျွန်တော်အကြိုက်ဆုံးမင်းသမီးကမိုးရီကိုပါဒီမှာကကျွန်တော်အမြဲတမ်းချစ်ခဲ့ရတဲ့သူပါလို့ပြောသွားခဲ့ရဖြစ်ပါတယ်။ဟုတ်တယ်ချောပါတယ်မိုးရီကိုကတော့ရန်ချောပါတယ်ဘယန်ချောတယ်ပေါ့နော်သူကအရင်ခနာကိုလည်းကုံလုံးလှပါတယ်တော်လေးကြောက်ဆော့ပါနဲ့ဆိုတော့အရင်လိုက်တယ်အမကချင်မလျာတော့တဲ့ကွယ်ပြီးတင်တဲ့ကွယ်ပြီးတင်အခုဆိုရင်တော့တချို့သောအတွင်းသတင်းတွေအရတော့မိုးရီကိုကဂျိုရှူအာဘန်ရဲ့ချစ်ခွင့်ပန်နာကိုအပြေပြန်ပေးလိုက်ပြီလို့သိရပါတယ်အခုလိုမျိုးမိုးရီကိုဘက်ကဘန်ကိုအပြေပေးလိုက်ပြီဖြစ်ပြီးတော့ဘန်နဲ့ချစ်သူတွေဖြစ်နေကြောင်းဝန်ခံလာတဲ့မိုးရီကိုရဲ့အပြုတ်မှုတွေအတွက်လည်းတော်တော်လေးကိုဝမ်းသာနေကြတာဖြစ်ပါတယ်အခုဆိုရင်မိုးရီကိုနဲ့ချစ်သူတွေဖြစ်နေပြီဖြစ်တဲ့ဂျိုရှူအာဘန်တယောက်မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတယ်လို့တိတ်မကြခင်အချိန်တော်တွင်းမှာမိုးရီကိုနဲ့ဂျိုရှူအာဘန်တို့ရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုကိုလည်းဆင်နွှဲသွားဖို့ရှိနေလို့သိရပါတယ်ရှင်မင်္ဂလာဆောင်တော့ပဲတဲ့အမချေကွယ်ပြီးမဖြစ်နိုင်ဘူးဇောဆော့ဘာနာတော့တဘောလူတွေကတော့တဘောကြတဲ့သူကတော့ရှိပါပဲဒါပေမဲ့တဘောကြလို့ရပါတယ်ဒါပေမဲ့တကက်ချင်းကောင်လီလူချင်းနေဆိုတော့လေတခြားရွေးလိုက်ပါနော်ကျွန်တော်ဆက်တွိုင်းကျွန်တော်လည်းမိတ်ဆက်ပြလို့ရပါတယ်နော်အမြကြီးချောလီဘလာအကြီးဘောနော်ခန္ဓာကိုယ်လည်းပင်ရုပ်ไปบางညာဖယားတရားနဲ့အရန်တော်တဲ့သူရုပ်ချောတဲ့သူအမြကြီးကြံပါတည်တယ်နော်အဲ့တော့ဆိုတော့ကျဲကွိုင်းပြီတဲကွိုင်းပြီလူနဲ့ချင်းကောင်လေးအမြကြီးချောလီကြံပါတည်တယ်အမစိတ်မပူပါနဲ့နော်မငိုပါနဲ့